တတ်တဲ့မဲ့ခင်ရှိပါနိဗ္ဗာန်ကိုရောက်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်ဆုံးမရတရားမှန်ကန်သောစကားကိုပြောဆိုရာမှန်ကန်သောမှုကိုလုပ်ဆောင်ရာမှန်ကန်သောသင်္ဝေမှုရွယ်ဆောင်ရာဒီလာတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာမဲ့ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တဲ့လမ်းကိလေသာပဲတတ်တဲ့မဲ့ခင်ရှိပါတဏှာကလွတ်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်စေကြောမဲ့တရားမှန်ကန်သောအာထုံမှုရှိစေရာမှန်ကန်သောအောင်မေခြင်းနှလုံးမူရာမှန်ကန်သောတည်ကြည်မှုစုဆိုင်ရာတမာရီတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရာမြတ်နိဗ္ဗာန်လာမဲ့ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရာမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တဲ့လမ်းတဲ့မဲ့ခင်ရှိပါရိယာရေကြည်ကြံသောတရား